รวมยาส่งมีจาได้มีคนเลยแต่โคการอดีโรงงานก็ MLM ลาสูพี่เรามาจะมาดูกูไม่เร็วเนาะอภิการอมาเฮาบาบูบาพี่โลดีโรงงานก็ traditional MLM เนี่ยมาดูราเลสุรากูอร่อยกูส่งน่าเลยนะองจะมาเน้นลิชินแบบพี่ชินนับชิปปาเรจะมาดูโรงงานก็วิ่งยาพวกกูบ่เนาะมาพี่มันนี่รู้ดีกูไล่คนนี่เสียเลยมันรู้บูพี่สิริไล่ย่องนี่เสียเลยมันรู้บูกูเอตังเงี้ยชินไม่สวยดีမိသားစုဝင်တွေကို message တွေပို့ပြီးတော့မှာပေါ့နော်လိုက်ပြီးတော့ PR တွေပြီးနေစရာလိုက်နောက်ချက်နေစရာလည်းမလိုပါဘူးအဲ့လိုဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကဘယ်လိုမျိုးအမျိုးအစားလဲဘာလုပ်ငန်းလဲဆိုလို့ရှိရင်ပေါ့နော် digital attention marketing business ဖြစ်ပါတယ်ကျမတို့ကိုတက်တီပြထားပြီးသား proven system တစ်ခုပြီးတယ် process တစ်ခုပြီးထားတယ် platform တစ်ခုပြီးထားတာဖြစ်ပါတယ် system အဲ့ဒီ system ကကျမတို့ကို24/7 အလုပ်လုပ်ပြီးတာဖြစ်တယ် marketing follow up conversion အားလုံးကိုဘောနော်ကျမတို့ကိုစာ system ကနေပဲကျမတို့ရဲ့နောက်ကွယ်မှာလုပ်ပြီးနေတာဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်ကျမတို့ကဘယ်အပိုင်းကိုလုပ်ရတာလဲကျမတို့လုပ်ရတဲ့အလုပ်ကပါလဲဆိုလို့ရှိရင်တော့ကျမတို့က online ပေါ်မှာဘယ်လိုမျိုးတင်ပြရမှာလဲကျမတို့လိုပဲအခွင့်အလမ်းရှာနေတဲ့သူတွေလိုအပ်နေတဲ့သူတွေကိုကျမတို့ကဘယ်လိုမျိုးဒီစီးပွားရေးအခွင့်အလမ်းကိုနားလည်အောင်ဘယ်လိုမျိုးရှင်းပြရမှာလဲဘယ်လိုမျိုးပြောပြရမှာလဲဘယ်လိုမျိုးကိုငင်နိုင်မှာလဲဆိုတာကိုကျမတို့ကသင်ယူနေုံပဲဖြစ်ပါတယ်လူတွေကိုလည်းလိုက်ရှာနေကြမလို့တော့ပဲနဲ့ Facebook Instagram TikTok YouTube စတဲ့ social media platform တွေကနေတဘာဝကြကြနဲ့လူတွေကိုစီမလာအောင်ပေါ့နော် attention marketing ကိုအသုံးပြုရုံပဲဖြစ်ပါတယ်အဲ့ဒီဟာတွေကိုဘယ်လိုမျိုးတင်ပေးတာလဲပေါ့နော် training နဲ့ဒီ logistic တွေကိုသူတို့ကဘယ်လိုမျိုးတင်ပေးတာလဲဆိုလို့ရှိရင်တော့ဒီ easy ပြီးတော့မှ professional ဖြစ်အောင်စနစ်တကျနဲ့ step by step တင်ကြားပေးတာဖြစ်ပါတယ်ကျမတို့ကဒီယူနီတော့မှာပေါ့နော် system ကတော့ကျမတို့ရဲ့နောက်ွယ်ကနေတိကလေးနဲ့အလုပ်လုပ်ပြီးနေတာဖြစ်ပါတယ်မိုက်တာမဟုတ်ဘူးလားနော်ဒီလုပ်ငန်းကတရားဝင်မှတ်ပုံတင်ထားပြီးတော့မှအခုနဲ့ဆိုင်ပြီးတော့အခုနဲ့ဆိုင်တဲ့စီမင်းစီကံတွေကိုလည်းကျမတို့ကလိုက်နာရတာဖြစ်ပါတယ် global business ဖြစ်လို့ကမ္ဘာအနှံ့ကလူတွေနဲ့ချိတ်ဆက်နိုင်တာဖြစ်ပါတယ် system based နဲ့ automatic process လည်းပါရှိတာဖြစ်ပါတယ်ကျမတို့ကို supporting ပြီးတဲ့ billion dollar company ကြီးနဲ့ပူးပေါင်းပြီးတော့မှကျမတို့လုပ်ကိုင်ရတာဖြစ်ပြီးတော့မှအဲ့ဒီ company ကနေကျမတို့ကို support နဲ့ compliance အားလုံးကိုပြီးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ကမဆန်းမတက်ပဲနဲ့လုပ်ကိုင်နေရတာမျိုးမဟုတ်ပါဘူး system ကခိုင်မာနေတယ်ဆိုလို့ရှိရင်တော့ကိုကို PR ပြီးနေစရာမလိုတော့ပါဘူးလုပ်ငန်းလုပ်တဲ့အပိုင်းကိုပဲပေါ့နော်ကျမတို့ကပျော်ပျော်ပါပါနဲ့လိုက်လုပ်ယူပဲဖြစ်ပါတယ်ဒီအဲ့ဒါကြောင့်မလို့ပေါ့နော်စိတ်ဝင်စားနေတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးနားလည်နိုင်တဲ့နီလန်ကတော့ system ကိုကိုယ်တိုင်ဝင်ကြည့်ဖို့ပဲဖြစ်ပါတယ်ကျမရဲ့ website ဖြစ်တဲ့ www.isbellalis.com ကိုဝင်ပြီးတော့မှ system ကိုကိုယ်တိုင်ဝင်ကြည့်လိုက်ပါနော်ကျေးဇူးအများကြီးတင်ပါတယ်အထက်မှာပြန်တွေ့ချင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ